မင်္ဂလာပါစပီတွင် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့စာရေးဆရာချက်ကလေးရဲ့တစ်ချိန်တစ်ခါမှလုံးချင်းမဖြစ်သေးတဲ့ဟာတတယောသားများကိုစူးစီးထားခြင်းဖြစ်ပါတယ်မြစ်တာတွေခွာချပြီးမဲ့ချစ်စရာဟာတကလေးတွေနာတော်တာစူးစီးကြပါအောင်စို့ကျွန်တော်ရဲ့ စပီတွင် channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်လို့မေတ္တာရက်ခံတောင်းဆိုလိုပါတယ်ဗျာပြောချင်တာလေးတွေရှိနေတော့လေပြောရအောင်ပါပေါ့လောက၌မမျော်လင့်တာရုတ်တရက်တွေးကြုံရတဲ့အခါမမျော်လင့်တာရုတ်တရက်ဖြစ်ပေါ်လာတဲ့အခါကိုတယောက်တည်းပင်ဖြစ်ပါစေမပြုံးမရပဲမနေနိုင်ဖြစ်ရသည်ကိုလူတိုင်းလူကြုံဘူးကြမိထင်ပါသည်မြမသမိုင်းတွင်တစ်သက်လုံး၌သုံးပါးသာပြုံးပါသည်ဆိုသောအင်္ဂလိပ်ကြီးလာသူတီလဝပင်လျင်ဤအဖြစ်မျိုးနှင့်ကြုံရဘူးသည်ဟုဖတ်ရမှတ်ရပါသည်တင်ဒီတမာရီနှင့်ပြည့်စုံလာသောတီလဝတယောက်ရေရလောက်အောင်ကြုံလိုက်ရသောအဖြစ်ကားဘုန်းကြီးလူထွက်တယောက်သည်အိုင်ထဲတွင်ရေစင်းချိုးရ၌ခေါင်းမောင်းကြီးမချွတ်ပဲရေချိုးနေသည်ကိုမြင်သွားသောအခါခဏ၌ခက်ခနဲ့ဖြစ်ရတော်သည်ကျွန်တော်ဤမိခင်ပြောဘူးသောအဖြစ်ကလေးလည်းရှိပါသေး၏ကျွန်တော်တို့ငယ်စဉ်အထိမိမများသည်အဝင်များချုပ်လုပ်သည့်အခါချုပ်လုပ်နေရာကလက်အားရန်လိုအပ်လာခြင်းတွင်လက်ထဲတွင်ကင်ထားသောအချီတန်လန့်နှင့်အက်ကိုခေါင်းပေါ်ကစတုံးတွင်ထိုးဆိုင်လိုက်တတ်သည်တနေ့တ၌အမျိုးသမီးတဦးသည်မေတီလာရှင်ဝတ်သွားရ၌အချုပ်ရသောအခိုက်နှင့်ကြုံသောအခါလုံနေကြအချင်းတိုင်းအက်ကိုခေါင်းတွင်ထိုးဆိုင်လိုက်ရာထိတ်အပ်ဆူသွားသည်မြင်မှုပါသည်ထိုအဖြစ်ကိုတွေ့ရသူသည်ရုတ်တရက်ခက်ခနဲ့ဖြစ်သွားလောက်သည်တစင်ပြန်၍ကြားရသောကျွန်တော်ပင်လျင်ပြုံးစီဖြစ်သွားရသောကြောင့်ဖြစ်သည်ကိုဝင်းဦးပြန်ပြောပြတာရှိသေးသည်တခါကသူသည်စင်းမြင့်မော်တွင်တချင်းဆူ၍ဖြော်ပြီးကတချင်းတစ်ပုတ်ကိုအားရပါရဟစ်လိုက်ပြီးတွင်သူပေါင်းရှိမှစစ်သည်ပြစ်ခနဲ့ကွဲထွက်သွားတော့သည်သူသည်ခေါင်းနှပန်းကြီးသွားကဖြတ်ထိုးညံပေါ်လာ၍လက်ထဲမှတချင်းစာရွက်ဖြင့်ညတာပါတီကွဲထားလိုက်မိ၍ဂိမ်းကြီးမပြတ်ဆက်လက်တည်ဆူသွားနိုင်ခြင်းဖြစ်သည်အကယ်၍များသူကရုတ်တရက်မကာကွယ်နိုင်၍အောက်ကပေးသက်တိမြင်သွားပါမူကားအပြုံးမပြုံးမဲဝလုံးကွဲပွဲကြသွားမိတာဖြစ်သည်အဘေကြောင့်ဆိုသောကာယကရှင်ကိုဝင်းဦးကိုယ်တိုင်ကကျွန်တော်အားပြန်ပြောသောအခါတွင်သူ့ဘာသာသူမအောင်နိုင်ပဲပြောရင်းပင်ရဲမိသောကြောင့်ဖြစ်၏အတိမိတ်ဆွေတို့ပြောသောအဖြစ်ကလေးတစ်ခုရှိ၏လူတစ်ယောက်သည်ရန်ကုန်မြို့စင်ချိန်ဖုံးတွင်နေထိုင်ရမှကိစ္စရှိ၍ရန်ကုန်မြို့ထဲသို့သွားမည်ဟုအဝတ်စားတွေလဲ၏အုတ်ထုပ်ကိုပင်စောင်းထားပြီးလေပြီသူသည်အိမ်မထွက်ခါနီးရင်းခဲ့သဖြင့်တောက်ရည်ဦးစဉ်သို့ချင်းကပ်သည်ရေဦးပေါ်တွင်ချင်းရင်များမနာစေခြင်းကပလတ်စတစ်ဆောင်းကလေးကိုအုပ်ထားသည်ထိုလူသည်ပလတ်စတစ်ဆောင်းကလေးကိုဖယ်ရှားရ၌ဘေးဘီတွင်မထားဘဲခေါင်းပေါ်တွင်ဆွလိုက်၏ခေါင်းပေါ်တွင်အုတ်ထုပ်ကရှိနေရာပလတ်စတစ်ဆောင်းသည်အုတ်ထုပ်ပေါ်တွင်ဆံပယ်နေသည်သူဆောင်ရွက်ရမည့်ကိစ္စများကိုစိတ်ကရောက်နေသည်ဖြစ်ရာရေတောက်ပြီးတွင်ခတ်တုတ်ထွက်လာခဲ့သည်သူကောင်းပေါ်တွင်အုတ်ထုပ်ပေါ်တွင်ပလတ်စတစ်ဆောင်းကလေးစံပယ်နေရာမြင်ရခဲလာတဲ့ဆင်ရင်မှုဖြစ်နေပြီလမ်းတွင်ရင်ဆိုင်တွေ့ရသောကောင်မလေးနှစ်ယောက်သည်သူ့ကိုမြင်ပြုံးစီနှင့်ခေါင်းငုံသွားကြသည်ဆို၏ရေရချီလာသည်ဟုများမှတ်သွားကြလေသလားမသိသူ့ကိုဘာမှမပြောကြသူကိစ္စနဲ့သူလောနေသည်ကိုထိုသူကလည်းခက်တီပင်အုတ်ထုပ်ပေါ်ကိုပလတ်စတစ်ဆောင်းကြီးထက်ဆစ်ဆောင်းရင်ဘတ်စကားတက်စီထိုအချိန်တိုင်အောင်သူမသိသေးထိုစဉ်ကသူစီးသောဘတ်စကားသည်အောင်ဆန်းဝင်းဘေးကိုဖြတ်သွား၏သူသည်ရန်ကုန်ဘူရာကြီးမှနာယူပရင်းမှငုတ်အကြည့်တွင်ပရင်းပေါင်သူ့ထိပ်ပေါ်ကပလတ်စတစ်ဆောင်းကိုတိုက်မိကြတော့မှသူသည်လက်ဖြင့်ဆန်းသက်၍ယူလိုက်ရာလက်ထဲတွင်ပလတ်စတစ်ဆောင်းကလေးပါလာသည်သူမျက်နှာမှာမြင်ញ្ញမ်း၍ထူပူသွားမည်ဟုကျွန်တော်ထင်ပါသည်သူရတွင်သူ့အဖြစ်ကိုကြားရသူကျွန်တော်သည်ပြန်၍တွေးမိတိုင်းမအောင်မအီးနိုင်ရဲမိသည်ကြီးဖြစ်၏ညာမကြမီကဂျပန်မဂ္ဂဇင်းငယ်လေးတစ်စောင်တွင်ခန္ဓာကလေးတစ်ခုကိုတွားတွေ့သည်ထိုမဂ္ဂဇင်းမှနေ၍ရုတ်တရက်ခက်ခနဲ့ရဲမိလောက်သည့်အဖြစ်များရှိပါလျင်ရေးသားပေးပို့ကြပါရန်တောင်းခံလိုက်သည်ကိုတုံ့ပြန်သောအဖြစ်ရေးသားလာသောအဖြစ်ကလေး၃ခုကိုဘာသာပြန်၍တင်ဆက်လိုက်ပါသည်ပထမစာမှာဟင်းရသူတည်သည့်အမျိုးသမီးဖြစ်သူဣဣဒါမီယုခိဆိုသူထံမှဖြစ်၏ရေချိုးပြီးမှန်ရှိတွင်လာထိုင်လိုက်သောအခါမှအုတ်ထုပ်မချွတ်မိမှသတိပြုမိတော်သည်အလွန်ပင်ရေစရာကောင်းသဖြင့်အော်ရဲပြစ်လိုက်မိပါသည်အိမ်မော်ကလေးသည်ကျမယူသွားပြီးထင်ပုံရသည်
မနဲ့ထူးခြားသောလေတံဖြင့်တကားပရင်ဘက်ပချီမှာတကြောကြောအော်ခေါ်နေပါတော့လဲကျမသည်ရေချင်းကိုရက်ယူမရတော့ပါကျမသည်အတွေးကျွံနေသောအခါမျိုးတွင်ပတ်ဝန်းကျင်ကိုမေ့သွားသောသဘာဝရှိပါသည်သို့သောစာမပြည့်စုံဟုထင်ပါသည်ညကအဝတ်ကိုချုံမိခြင်းကတော်သေးသည်ဟုဆိုပါမည်သူမ၏အဖြစ်မှာဒီလိုဝတွေ့ရသောခေါင်းမောင်းမချွတ်ဖဲရေချိုးသူနှင့်စင်တူလာ၏ဂျပန်ဆောင်းပါးမှနောက်တစ်ယောက်ကရုပ်ရှင်ဝေဖန်သူအမျိုးသမီးခေါ်မော်ရီခါဇူခေါ်ဖြစ်သည်မမျှော်လင့်မဲ့ရုတ်တရက်ရမိခြင်းသည်ရုပ်ရှင်ရုံနှင့်မကြာခဏတွေ့နေရပါတော့လဲမိမိတကယ်ဘဝတွင်တော်တော်နှင့်မတွေ့ရတဲ့ပါတဦးတည်းနေသည်ဖြစ်သောကြောင့်လေရသည်ပင်ရေရာဖြစ်ဖွယ်ရာအကြောင်းမရှိသောဘဝပင်ဖြစ်သည်သို့သောလွန်ခဲ့သော3လလောက်ကခွေးမလေးတစ်ကောင်ကိုမွေးထားခဲ့သည်ကိုရှယ်နယ်ဟုအမည်ပေး၍ချစ်နေရသည်တွေ့ရရင်ထဲထဲဝါနာမည်ကြီးပေးထားသည့်ကြားကခွေးမကလေးမှာရေစရာကောင်းလာသည်ကျမကလွတ်ခနဲ့လေလိုက်ပြီးတွင်ခွေးမကလေးသည်ခုံပေါက်ပြေးလွှာလာသည်ကိုကျမပတ်ချလဲရင်အနံ့ခံရင်ထူးခြားသောအတန်ဖြင့်ဟောင်လေတော့ရာကျမမှမမျော်လင့်ပဲဝါကနေရဲမိပါတော့သည်သူတို့ဂျပန်လူမျိုးတွေများ၏စကားပုံတွင်ခွေးဝမ်းသာအောင်လေသည်ဝါခွေးဝမ်းသာအောင်လေလှဲ့သည်ဟုစကားပုံရှိပုံမရသည်တကယ်တော့သူမ၏ခွေးကလေးကဝမ်းသာသွားပုံရသည်နောက်တစ်ယောက်ကဝေဖန်စာရေးသူအီရီအေတောကုရောဆိုသူဂျပန်မျိုးသားဖြစ်သည်ဒုတိယမြောက်တမီးလေးသည်နည်းနည်းတင်းပြည့်ခဲ့ပြီသူ့နာမည်ကိုစာချီဟုပေးထားတော့လဲအိမ်တွင်ဆက်ချင်ဟုချစ်စနိုးခေါ်ကြသည်တနေ့တွင်သူမိခင်ကသူ့ကိုလက်ဆွဲ၍စူပါမားကတ်ထဲသို့ဝင်ရောက်သားသည်တွင်4-5နှစ်အရွယ်ကောင်လေးတဦးကခရီးကြီးတစ်ခုကိုလက်ဖြင့်ကိုင်နေသည်ကိုတွေ့သောအခါသမီးသည်မိခင်လက်ကိုလွတ်၍ကောင်ကလေးနာပြေးသွားပြီးပူအာရဲချွတ်ဟုပြော၏မိဖို့ကြောင့်လည်းကောင်းထမင်းစပွဲတွင်၎င်းပူလောင်နေသောရေနွေးခရီးကိုကိုင်ပြီးဆိုသည်ဖြင့်အမေလို့သူကဆက်ချင်အားခရီးကိုလက်ညှိုးထိုးပြပြီးပူတယ်အန်ရရှိမယ်ချွတ်လို့တတိပေးစကားတင်ကြထားသည်ဖြင့်ထိုယောက်ျားကလေးခရီးကိုကိုင်ပြီးတွင်စိုးရင်ကြီးသွား၍တားမြစ်ခြင်းဖြစ်၏ကောင်ကလေးကဘာမှနားမလဲသလိုကြောင်ကြည့်နေလေကျွန်တော်ကထိုအဖြစ်ကိုပြန်၍ကြားတော့ဝါကနေရံပြီးတော့သည်ကဲစာဖတ်သူဒီလဲကြုံဘူးကြားဘူးရပြီရှိမိထင်ပါသည်တကြီးရွယ်ဦးနဲ့ကျမ်းမာကြီးပြောချင်တာလေးတွေရှိနေတော့လဲပြောရအောင်ပြီပေါ့ခမရလမ်းလျှောက်ပြီးပါဗျခင်မင်းသူမိတ်ဆွေများကဤသို့အကြံပြုပြောဆိုကြသည်ကျွန်တော်ကအသက်ကလေးကလည်းတောက်လာပြီဖြစ်သောကြောင့်ဖြစ်သည်အသက်ရွယ်ကြီးသူများသည်အငြိမ်မနေမှတော်ရုံကြမည်ဟုသူတို့ကယူဆကြသည်ငယ်ရွယ်စဉ်ကလက်ဆော့ခြင်းဆော့ပါကြီးသောအခါတွင်ခြေဆော့ကြမည်ဟုဆိုရလိမ့်မည်လားအသက်ရွယ်ဆိုပြီးမှလည်းအခက်သားဘယ်နဲ့မှမလို့ရေမလောင်းမြေတောင်မမြောက်နဲ့ပြစ်ထားပါလေရဲ့နဲ့ကြီးလာသည်ကျွန်တော်ပြောတာယုံပါကျွန်တော်ဘယ်နဲ့မှမလုပ်ပါပဲနဲ့အသက်ကြီးလာရ၏ပြစ်ထား၍လည်းမရဘယ်ဟာကြီးမှမသိပါအသက်ကြီးလာတော့အခါကျမ်းမအောင်လမ်းလျှောက်ပေးပါဟုသူတို့ကပြောလိုကြခြင်းဖြစ်သည်မပူပါနဲ့ကျွန်တော်လမ်းထွက်ဆိုင်လမ်းလျှောက်ပါသည်ဘတ်စကားနဲ့ကျွန်တော်အဆက်ပြတ်ခဲ့ပြီးမှကြားပါပြီချမ်းသာသွား၍ကိုယ်ပိုင်ကားစီးနေတော့ကြောင့်မထင်ပါနဲ့ဘတ်စကားစီးရတာမလွယ်တော့ကြောင့်ဖြစ်ပါသည်ဘတ်စကားများသည်ကျွန်တော်တို့လူကြီးတွေကားပေါ်တက်သည်ကိုသိကြိုက်ပုံမရပါမလွဲသာ၍တင်ရပြန်လဲအခုစပယ်ယာများကဆွဲတင်၍တွန်းချခြင်းပါသည်အပေါ်မြန်ရောက်အောက်မြန်ရောက်စီလိုသောစေတနာဖြင့်ဖြစ်နိုင်ပါ၏ကျွန်တော်အနေဖြင့်တော့ဘယ်နေရာကိုမှမြန်မရောက်လို့ပါထို့သောမြန်မရောက်လို့သောနေရာများတွင်ဆေးရုံနှင့်တုတ်တန်လည်းပါဝင်ပါသည်ဘတ်စကားကသာညှိုးညင်းသည်မဟုတ်ကားစီးခရီးသည်ချင်းကျွန်တော်ကိုမကြည့်ကြပါကျွန်တော်တို့ကအတက်လိုကန့်လန့်အစင်းတွေလည်းကန့်လန့်လုံနေပြီဟုထင်ကြ၏တကယ်တော့ကျွန်တော်ဒီလေကားတစ်ခုတက်ချင်းဒီသို့မဟုတ်စင်းရင်းကိုကြိုးစား၍ပြုလုပ်ခြင်းသာဖြစ်သည်လက်ထဲတွင်ဖန်ခွက်ပါဒရာစင်လောက်ကင်ထားသည်လည်းမဟုတ်ပါကြီးမားသောမှန်ချက်ကြီးများကိုတင်နေချနေသည်လည်းမဟုတ်ပါတူတန်အောင်ကျွန်တော်ဒီဘတ်စကားအတက်အစင်းဝရိယကြီးစွာဖြင့်ပြုလုပ်နေခြင်းသာဖြစ်ပါသည်အသက်ကြီးလာသောအခါကိုယ်အင်္ဂါများသည်မထီမဲ့မြင်ပြုလုပ်လာကြသည်မျက်စိများကလည်းမှန်ကန်စွာသတင်းမပူကြခြေတော်များကလည်းတာဝန်ကိုခိုးကပ်လာကြသည်သူဖြစ်၍နိမ့်ကလေးမြင်နေရသည်မှာအမြင်ကြီးဖြစ်နေတတ်၏ထို့ပြင်ခြေစုံရက်ပါလျက်နဲ့ခွေကျသွားနိုင်သည်တဲနင်တို့ကလူပါဝတဲ့ငါမိုးတဲ့မြောက်ငါ့ကို600ကလားဤသို့ဆိုက
ချိန်လုံးနဲ့နာဆော်ရမီဟာလဲခုချီတောင်နဲ့ကိုမျက်စီတွေဖြစ်နေသဖြင့်ဟဲအလကားကြည်စားတာပါကွာဟုဖြေသိက်ခါချစ်နလန်ပြန်ထားရပါသည်ညီတို့ပင်ဖြစ်စေကကကားတွေကိုလည်းရှုခနဲ့မစည်းနိုင်သဖြင့်ကျွန်တော်ဒီရန်ကုန်မြို့၏လမ်းများပေါ်တွင်ခြေချင်းရှောက်နေပါ၏မိတ်ဆွေတွေကစေတနာတွေထားမထားမေတ္တာတွေပုမပုကျွန်တော်ဒီလမ်းလျှောက်မိတာဖြစ်ပါ၏ကျမ်းမာရေးအတွက်လမ်းလျှောက်၏အနာတရားမဖြစ်ရေးအတွက်လမ်းလျှောက်၏တခါတရံထိုးသူလမ်းလျှောက်နေလျက်ငယ်ကဘတ်စကားတွေကိုလွှမ်းဆွမိသလိုခံစားရသည်1945 50ခုနှစ်များလောက်ကဖြစ်သည်ကျွန်တော်ဒီထိုစဉ်ကလေးကတောက်သူကျောင်းဖြစ်သည့်ရန်ကုန်တောက်သူကျောင်းသားအဖြစ်ကျောင်းတက်နေစေဖြစ်သည်နေကျောင်းသားဖြစ်၍ကျောင်းဖွင့်ရများတွင်နေ့စဉ်ပင်အိမ်မနေ၍တက္ကသိုလ်ကျောင်းသို့ဘတ်စကားပင်တက်ရသည်ထိုအခါကျွန်တော်နေထိုင်သောကျောင်းမြောင်းသတိပဒံလမ်းမှကမာရွတ်သို့ဘတ်စကား2တန်စီးရသည်သတိပဒံလမ်းမှတိန်ကြီးစီမှကားပြောင်း၍ကမာရွတ်စံအိမ်ငိမ်မှတ်တိုင်ထိုနေရာသို့ရောက်သောကားပေါ်မှဆင်း၍စံအိမ်ငိမ်ကြီးအိမ်ကြီးဘေးမှဖျက်လျှောက်ရသည်ဆက်လက်၍ပြည်လမ်းကိုကျော်ပြီးဗင်ဒန်ဟောရှိမှဖြတ်ကာတက္ကသိုလ်ကျောင်းစာသင်ခန်းများသို့ရောက်ခဲ့ရသည်ကားကမှတိန်ကြီးစီမှအင်းစိန်ရန်ကုန်ကားကိုတမတ်ပေးစီရသည်သတိပဒံလမ်းမှတိန်ကြီးစီသို့ကား2လိုင်းရှိသည်သင်္ကန်းကျွန်းမှလာသည့်ကားကိုစီးလျင်တိန်ကြီးစီအထိပြား20ကျသည်မြင်းပြူကိုစီးလျင်တမတ်ပေးရသည်ရုံကားလည်းမြန်၏ဈေးသက်သာ၏သို့သောလူကျက်သည်ကားသမားများကအကျဉ်းတွေရပင်မောင်းကြသည်မြင်းပြူကတော့ထို့သို့မဟုတ်ချေငါးပြားပူ၍စီးကြည့်သည်ထို့ပြင်လမ်း၌မအူကုန်းထိပ်မဆလာစံများတွင်စိမ့်ပြေးနှပြေးရထားတတ်သည်ထိုစဉ်ကကားသမားဝေါ်ဟာရဖြင့်ပြောရလျင်ဝထားရသည်ထို့ကြောင့်တတိပဒံလမ်းမှတင်ကြီးစေးစီနိုင်ဝက်ကြသည်သို့သောကျွန်တော်သည်အိမ်မှဆော့ထွက်၍မြင်းပြူကားကိုပင်စီးပါ၏အကြောင်းကဤသို့သည်မြင်းပြူကားများသည်တတိပဒံလမ်းအတိုင်တွင်ရထားပြီးခရီးသည်ကိုသူ့ထက်ငါကြိုးကြသည်မှတ်တိုင်မှနေ၍ထွက်တော်မူကဲ့သို့ရှေ့သို့လာကစက်မတက်ပဲလမ်းထိပ်တဲ့ကဝူးနှင့်ရက်ခါခရီးသည်ကိုမျောသည်လမ်းထဲကခရီးသည်ထွက်လာလျင်စပယ်ယာများကပြေးဆင်းလာ၍လက်ထဲကအထုပ်တွေအိတ်တွေကိုပြေးဆွဲကာကားပေါ်သို့ကျူသွားတတ်ကြသည်ကားစီမီမဟုတ်သောဒေါ်ကြီးများသည်ငါမသွားဘူးဟုနှင့်တကြောအော်၍ပစ္စည်းနောက်သို့ပြေးလိုက်ယူရသည်ဤသို့သူ့ထက်ငါကျိုးသည်ဖြစ်နေသောကြောင့်ကျွန်တော်တို့ခရီးသည်မှာခက်တင်းပြုမှုနိုင်သည်ဟေးမင်းတို့ကားမှာနေရာရှိရလားအမလေးဆရာရဲ့ဝါသနာပါရင်ကသွားလူတောင်ရတယ်မှန်ပါ၏ထိုင်ကုန်တော်တော်များများလွတ်နေပြီအကယ်၍ထိုင်ကုန်တွေဆင်းနေပြီဆိုသည့်တိုင်အောင်မတ်တရက်လိုက်လျင်ကားချောင်းချီရနိုင်ပါသည်ဤခါမျိုးတွင်ခရီးသည်တွေကိုလာကြိုသောစပယ်ယာကကားပေါ်မှာလက်မရောင်းကိုအော်ပြောလိုက်ပေသည်ဟေးဒီကအကိုကြီးကိုမတ်တက်ခုံထိုးပေးလိုက်မတ်တက်ရတာချင်းအတူတူနဝင်ပီရန်ဖြစ်လာပါသည်ကျွန်တော်တို့ပြင်းပြင်းလေးရက်စီးပြီးလိုက်ပါသွားနိုင်ပါသည်ယနေ့ဘတ်စကားများတွင်ဟေးနေရာရှိသေးရဲ့လားဟုမေးပါကမတ်တိုင်တွင်နှစ်ပေါင်း80လောက်စောင့်နေပေရသည်ကားစီရမည်မဟုတ်တော့ပါမမီသေးသည်ကျွန်တော်တစ်ချိန်ကလက်ဖေးဆိုင်သွားဖို့လမ်းထိပ်ထွက်တယ်ရထားသောဘတ်စကားမှာစပယ်ယာကဟိုးထားเสียတယောက်လိုက်မယ်ဟုဆိုအော်သည်ခဏကြာတွင်ကျွန်တော်ထွက်သွားတော့အခါသူကပြန်ယူအော်သည်ဆွဲเสียရိုင်သွားပြီထိုချိန်ကလေးကဘတ်စကားတွေကိုကျွန်တော်လွမ်းနေသဖြင့်ယနေ့ကျွန်တော်ဒီမဂ္ဂဇင်းတိုင်များကိုတွားเสียရှိလမ်းကြီးလျှောက်သွားတော့သည်ကားစီရအောင်ကလည်းမိသည့်ဘတ်စကားကမှကျွန်တော်ကိုအဖတ်မလုပ်ကြပါကျိုးဖို့နေသာကားပေါ်သို့ခက်ခက်ရောက်ပြီးသည့်တိုင်ဗရိတ်ကိုစောင်းတောင်းဖမ်းပြီးနေရာကိုပြူငါအရွှေခိုင်းပါသည်ဤခါမျိုးတွင်ကျွန်တော်တို့ခရီးသည်များကလည်းတိမ်မွေ့ပင်ကျွန်းတိုးမောက်ခုံနဲ့မောင်းသူရှိရာသို့ရွှေ့လာကြတော့သည်ရန်ကုန်မြို့ထဲတွင်ကျွန်တော်လမ်းလျှောက်နေပါပြီလမ်းလျှောက်တော့စိတ်ချမ်းသာပါသည်လူချင်းရှောင်ရသည်တခါကများကျွန်တော်ကရှေ့ကနေတုံဖြစ်နေသောကြောင့်လားမသိနောက်ကလူကကျွန်တော်ခါကိုအသာကိုင်၍ဘေးသို့မဖယ်ကကြောတက်သွားသည်ပန်းဆိုးတန်းလိုနေရာမျိုးကြတော့လူချင်းရှောင်ယုံမကချက်ကောင်းတွင်စိုက်ပျိုးထားသောတစ်ပင်များအတွက်အုပ်ပေါင်တွေကိုပါရှောင်ရသည်မရှောင်ရင်လျင်အသက်ကြီးမှစက်ကပ်ပြသလိုပေါင်ပေါ်တက်လျှောက်နိုင်ပါထို့သို့လျှောက်လျင်လက်များကိုတခါရန်ဘေးသို့ဆန့်ထုတ်ရသဖြင့်ဘေးလူအုပ်ထုပ်ဆောင်သားတွေကိုမကြည်နပ်သလိုပြုမှုမိတတ်ပါသည်အနော်ထားလိုလမ်းမကြီးတွေကရှောက်ရပြန်သောအခါလမ်းကျဲသလောက်စောက်လို့ရည်တွေဝန်းခတ်ထားသည်ကများသည်ကျဲကြသည်ပလက်ဖောင်းမကြံသလောက်ရှိသည်ကျေပြန့်လျင်လဲအုတ်ခဲတွေတဲနေသဖြင့်မလျှောက်တာလမ်းပေါ်ဆင်းလျှောက်ပြန်တော့လဲရထားသည့်ကားတွေကရန်ကုန်လူဦးရေထက်များနေသည်
ထို့ကြောင့်တက်ဆုပ်ဆံများဖြင့်လမ်းလေတောင်ကရှောက်ရသည်လမ်းများများတဲ့ဝင်လျင်မူပလက်ဖောင်းကိုမသုံးနိုင်ဆိုင်တွေခွေးချီတွေရှိနေ၏လမ်းပေါ်လျှောက်ပြန်သောကားတွေရထားသဖြင့်တစည်းစာကားလမ်းတွင်ကားလာလျင်ဘေးချဝင်လိုက်နှင့်ခေါင်းပြူမှလူရရောက်၏အော်တက်ကြီးလာလျင်ဘာမှမကောင်းပါလားစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော် Speeding Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြပါဦးလို့မေတ္တာရက်ခံတောင်းဆိုလိုပါတယ်ခင်ဗျာ